မိုးရွာနေတဲ့ချိန်မှာလေပူပူဆက်ဆက်လေးအရန်စားကြတော့ကျမအရန်ကြိုက်တယ်ပေါ့နော်ဖူဖူကနေပြီးတော့ဝါဥမာလာခောက်ဆွဲမှာစားဖြစ်တယ်ပေါ့နော်ဒီတစ်ခေါက်မှာစားတဲ့ဟာကအမဲသားနဲ့မှာစားဖြစ်တယ်အမဲသားနဲ့လည်းတော်တော်စားကောင်းတယ်ဝါသားနဲ့ကြောင့်လည်းနည်းနည်းအီလာပြီဆိုတော့အမဲသားလေးပြောင်းစားကြည့်တာပေါ့နော်သူကအမဲသားအပြင်ကိုအမဲအလုံးလေးတွေမှာထည့်ပေးသေးတယ်အမဲအသားလုံးပေါ့နော်အဲ့ဒါလေးလည်းစားကောင်းတယ်ရှင်တော်တော်စားကောင်းတယ်အရေးလေးဆိုထိမိနေရောဖူးမှာဆိုရင်တော့ကျမမာလာခောက်ဆွဲကြိုက်တယ်ဂျိုမှာဆိုရင်တော့ကျမကဟော့ပေါ်ပေါ့နော်အခုကျမမှာထားတာလေးရောက်လာပြီဆိုတော့ဘူးလေးဖွင့်ပြပါမယ်အဲ့ဒီထဲမှာကျမထည့်ထားတာလေးကဝက်မိုလုံးကြက်မိုလုံးနောက်ပြီးတော့ချစ်ကြက်ဦးချောင်းတော့အမွေပေါ့နော်ထည့်ထားပါလေဒီနေ့ကတော့များများလေးစားဖြစ်တယ်ပေါ့နော်အဲ့ဒီထဲမှာကျမအမှန်တော့ကြက်မိုလုံးမဖြစ်ဘူးကြက်မိုလုံးကိုမှားပြီးတော့နှိမ့်မိတာပေါ့နော်ရောက်လာတော့မှဟောလို့ကြက်မိုလုံးလည်းမမှားပါအလကားထည့်ပေးတာဘေးဟုတ်မလဲကျမမှားနှိမ့်မိတာပေါ့နော်အရန်စားကောင်းတယ်အမိုလေးဆိုရင်လည်းသူထည့်ပေးတယ်ပေါ့နော်အခုကျမတေချာလေးရိုက်ပြနေတာပါအခုကကြက်သားဖက်ကတော့သူတို့ဘက်ကထည့်ပေးတာမဟုတ်ဘူးပေါ့နော်အိမ်ကနေပြီးတော့ကြက်သားပြုတ်ထားတာလေးကိုမြင်ပြီးတော့ထည့်ထားတာပါထမင်းနဲ့စားကောင်းတယ်အရန်စားကောင်းတယ်ချီကျဦးချောင်းဆိုနှစ်ချောင်းပါတယ်ပေါ့နော်ချီကျဦးချောင်းနဲ့စားလိုက်တဲ့ cheese ကအပြည့်ပဲပေါ့နော်တော်တော်လေးစားကောင်းတယ်ပြောရမယ်ဒီ cheese ကအပြည့်ပဲပေါ့နော်အရေးလေးတောက်လိုက်ပါသေးတယ်ရှင်အရေးလေးရတယ်ခိမီစီအမဲသားလည်းတော့စားကောင်းတယ်စောနာကလည်းအမဲသားအလုံးမြင်တယ်မလားသူအမဲသားလုံးနဲ့ပါတယ်ပေါ့နော်အမဲသားနဲ့ကလေအလုံးရောဒီအသားရောပါတယ်ပေါ့နော်မစိုးစားကောင်းနေရှင်